ခင်မွန်းဟောင်းဖြစ်သူဟာဇနီးတဲ့အလုပ်လုပ်နေတဲ့ကော်ဖီဆိုင်စီကိုရောက်လာခဲ့ပါတယ်ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေတဲ့ဇနီးဟောင်းကိုကြည့်ပြီးသူဟာရင်ထဲမှာမချိမဆန့်ခံစားလိုက်ရပါတယ်လက်ထောက်ဖြစ်သူကဘာလို့အထဲဝင်ပြီးမတွေ့တာလဲလို့မေးတဲ့အခါသူကအခုချိန်မှာသူငါ့ကိုအတွေ့ခံချင်မှာမဟုတ်ဘူးဘယ်မိန်းကလေးကမှကိုယ်အစင်မပြေဖြစ်နေတဲ့ပုံစံမျိုးကိုခင်မွန်းဟောင်းကိုမပြချင်ကြဘူးလေလို့စာနာစွာနဲ့ပြန်ဖြေခဲ့ပါတယ်သူပြန်လှည့်ထွက်တော့မဲ့အချိန်မှာပဲဇနီးဟောင်းရဲ့ဆိတ်ဆက်ထားသူဟာတခြားမျိုးသမီးတစ်ယောက်နဲ့ဆိုင်ထဲဝင်လာတာကိုမြင်လိုက်ရပါတယ်အခြေအနေကိုသိရအောင်သူဟာဆိုင်ထဲကိုတိတ်တိတ်လေးလိုက်ဝင်သွားခဲ့ပါတယ်ဆိုင်ထဲမှာတော့မိန်းကလေးဟာသူမရဲ့ဆိတ်ဆက်ထားသူနဲ့သူမရဲ့ညီမအရင်တို့တွဲနေတာကိုမြင်ပြီးစွန့်သွားခဲ့ပါတယ်ဆိတ်ဆက်ထားသူကလည်းမိန်းကလေးကအစီအတင်မှမသေးပဲအသက်ရှင်နေတာကိုမြင်တော့အံ့ဩသွားပါတယ်မိန်းကလေးကသူမရဲ့ညီမကိုနေမဲ့အစကဒီလူကိုမယူနိုင်ဘူးဆိုအခုကျတော့ဘာလို့သူနဲ့တွဲနေတာလဲလို့မေးတဲ့အခါညီမဖြစ်သူကသူရာထူးတက်မှမို့လို့သာငါတွဲနေတာမဟုတ်ရင်သူ့လိုလူကိုလှည့်တောင်မကြည့်ဘူးလို့အရှက်မရှိပြန်ပြောပါတယ်မိန်းကလေးကဆိတ်ဆက်ထားသူကိုရှင်ကျမအပေါ်ဘာတွေလုပ်ခဲ့လဲဆိုတာရှင်ကိုယ်တိုင်သိမှာပါလို့မေးတဲ့အခါဘေးနားမှာနားထောင်နေတဲ့ခင်ပွန်းဟောင်းဟာအရာအလုံးကိုရိပ်မိသွားပါတော့တယ်အဲ့ဒီလူယုံမာကငါဘာမှမလုပ်ဘူးနင်ကအတုံးမကျတဲ့မိန်းမတစ်ယောက်ပဲလို့နှိမ်ချစော်ကားပြီးမိန်းကလေးကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲခင်မွန်းဟောင်းဟာမင်းသားတစ်ပါးလိုရုတ်တရက်ပေါ်လာပြီးအဲ့ဒီလူရဲ့လက်ကိုတားလိုက်ပါတယ်ပြီးတော့အဲ့ဒီလူရဲ့မျက်နှာကိုဒေါသတကြီးနဲ့လက်သီးနဲ့ထိုးချလိုက်ပါတော့တယ်အဲ့ဒီအချိန်ကြာမှခင်မွန်းဟောင်းဟာပြီးခဲ့တဲ့3လအတွင်းဇနီးသည်ဘလောက်တောင်နှိပ်စက်ခံခဲ့ရလဲဆိုတာအကုန်သိသွားပါတယ်အဲ့ဒီလူဟာခင်မွန်းဟောင်းကိုမြင်ချင်းမှာပဲကြောက်လန့်တုန်ရင်သွားပါတယ်ဘာလို့လဲဆိုတော့ခင်မွန်းဟောင်းဟာသူ့အလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီးဖြစ်နေလို့ပါခင်မွန်းဟောင်းကယောက်ျားတစ်ယောက်ရဲ့တာဝန်ဟာဇနီးကိုကာကွယ်ဖို့ပဲမင်းလိုမျိုးခံစားချက်တွေကိုကစားဖို့မဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်ညီမဖြစ်သူကရှင်တို့ကွာရှင်းလိုက်ပြီမဟုတ်လားလို့မေးလိုက်တဲ့အခါမှာအဲ့ဒီလူယုံမာဟာညီမဖြစ်သူကပါဒီလူကိုသိနေမှန်းသိသွားပါတယ်တကယ်တော့လွန်ခဲ့တဲ့3နှစ်ကခင်မွန်းဟောင်းဟာဇနီးတဲ့ရဲ့မိသားစုကိုငါနဲ့သူနဲ့လက်ထပ်ထားတာကိုဘသူကမှအသိမပေးနဲ့တယောက်ယောက်ကသာပေါက်ကြားအောင်လုပ်ရင်ဒီမျိုးကနေမောင်းထုတ်ပြစ်မယ်လို့ရာဇတန်ပေးထားခဲ့တာပါညီမဖြစ်သူကကြောက်ပြီးကျမဒီလူကိုမသိပါဘူးလို့ညင်းဆိုတယ်လို့အဲ့ဒီလူယုံမာကလည်းကျွန်တော်ကဆရာရဲ့လက်အောက်ကဝန်ထမ်းပါနားလည်မှုလွဲတာနေမှာပါလို့အမြန်တောင်းပန်ပါတယ်ခင်မွန်းဟောင်းကမင်းပါလို့ဒီမိန်းကလေးကိုရိုက်တာလဲလို့မေးတဲ့အခါအဲ့ဒီလူကဒီမိန်းမကကျွန်တော်ကိုတစ္ဆာဖောက်လို့ပါလို့လိန်ပြောပါတယ်အဲ့ဒီအချိန်ကြာမှခင်မွန်းဟောင်းဟာသူ့ဇနီးဟောင်းနောက်အိမ်တော်မပြူရသေးဘူးဆိုတာကိုသိသွားပါတယ်ဒါတောင်မှအဲ့ဒီလူယုံမာကဒီလိုအတုံးမကျတဲ့မိန်းမကိုကျွန်တော်ဘယ်တော့မှမယူဘူးလို့ထပ်ပြောပြီးခင်မွန်းဟောင်းကိုလည်းခမ ्या ကလည်းအတုံးမကျတဲ့ငတုံးမဲလို့ထပ်မံစော်ကားလိုက်ပါတယ်သူမသိတာတခုကတော့သူရှိမှရှိနေတဲ့ငတုံးလို့သူခေါ်နေတဲ့လူဟာသူ့ဘဝကိုဖျက်ဆီးပစ်နိုင်တဲ့အာဏာရှိဆုံးလူတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ